Minnesota Ohio ဝါဒရှိကအခုပါတီကအကြောင်းလေးတွေပြောပြပေးမယ်နော်ဆောင်းပွဲမှာဝါဒရှိလိုပဲဘယ်ဟာဘာထည့်ရမယ်မသိတယ်Minnesotaလေးတွေအတွက်ကိုဝါဒရှိရဲ့နှုတ်လေးကအဆင်ပြေမယ်လို့မျှော်လင့်မိပါတယ်အခုဝါဒရှိကပါတီကလေးတွေကိုသင်ပေးပါမယ်ပထမဆုံးဝါဆိုထားလေးသင်ပေးမယ်နော်ဝါကတော့ကတော့ဆိုပြီးတော့မြန်မာလိုပြန်လို့ရတယ်နံပါတ်1အကြောင်းအရာကိုဖော်ပြတဲ့အခါမှာသုံးတယ်မိမိပြောချင်တဲ့စကားအဓိကပြောချင်တဲ့အရာပေါ့နော်။ဒါကိုဖော်ပြတဲ့အခါမှာအသုံးပြုတယ်။ဥပမာဝါတာရှိက capsules ဝါတာရှိကကျောင်းသားဖြစ်ပါတယ်။ဝါတာရှိကဘာဖြစ်ပါရဲ့ညာဖြစ်ပါတယ်ဆိုတဲ့အဓိကအကြောင်းအရာကိုပြောချင်တဲ့အခါကျရင်ဝါလို့အသုံးပြုတယ်။နောက်တစ်ခုမတူညီမှုကိုဖော်ပြတဲ့အခါမှာအသုံးပြုတယ်။အရာဝတ္ထုနှစ်ခုနှိုင်းယှဉ်တဲ့အခါပေါ့။ဥပမာ coffee ဝ anonymous ကOcha ဝ anonymous coffee ကိုတော့တောက်ပေမဲ့ Ocha ကိုတော့မတောက်ပါဘူး။အဲ့မှာမတူညီတဲ့ coffee နဲ့ Ocha နဲ့နှိုင်းယှဉ်တဲ့အခါမှာဝဆိုတဲ့ပတ်တန်ကိုအသုံးပြုပါတယ်။ article လေးကိုအသုံးပြုပါတယ်။နောက်တစ်ခုနေရာအခြေအနေကိုအကြောင်းအရာဖော်ပြတဲ့အခါမှာအသုံးပြုတယ်။日本は夏が暑いです။ဂျပန်မှာနွေရာသီကပူပြင်းပါတယ်ဆိုတဲ့日本ဆိုတဲ့နေရာဒေသပါတယ်။အခြေအနေကပူပါတယ်ဆိုတဲ့အခြေအနေကိုပြတဲ့အခါမှာအသုံးပြုတယ်။အဲကြရင်ဝဆိုတဲ့နေရာကိုအသုံးပြုပါတယ်။နံပါတ်2ဥလေးကြောင့်ပြောပြမယ်နော်ဥလေးကခံရတဲ့နေရာမှာအသုံးပြုတယ်ဟွန်းအိုရှော်မီမစာအုပ်ကိုဖတ်တယ်စာအုပ်ကအဖတ်ခံရတယ်အဲကြောင့်မို့ဥကိုအသုံးပြုတယ်နေရာလမ်းကြောင်းဖြတ်သွားခြင်းလမ်းဖြတ်သွားခြင်းတရားဖြတ်သွားခြင်းအခါမှာအသုံးပြုတယ်မိချီကိုအာရုခေမတ်လမ်းကိုဖြတ်ကျော်လမ်းတိုင်းဖြတ်လျှောက်သွားပါဟိုရှိကိုဝါတာရီမတ်တရားအတိုင်းဖြတ်ကျော်သွားပါဆိုရဲလမ်းတို့တရားတို့ပိုင်တဲ့ဥကိုအသုံးပြုတယ်ဥပမာနောက်တစ်ခုနေရာကနေထွက်လာခြင်းနေရာအပေါင်းအိုဒက်ခိမတ်ဆိုရဲနေရာရဲ့အနောက်မှာလည်းနေရာရဲ့နောက်မှာထွက်လာတယ်ဆိုတဲ့အခါမှာလည်းဥအသုံးပြုတယ်ဥပမာဟေယာအိုဒယ်မတ်အိမ်ကနေပြီးတော့အခန်းထဲကနေထွက်လာတယ်ဆိုရဲထွက်လာတယ်ဆိုရဲပါတာနဲ့ဥကိုအသုံးပြုမယ်နော်နောက်တစ်ခုကဂတ်ခိုတဲ့ဆူဆူပြောရှိမှာဂတ်ခိုကနေပြီးတော့ကျောင်းပြီးသွားတယ်သူကပြီးသွားတယ်ဆိုတာထွက်လာတာပဲထွက်လာတဲ့တော့ကိုဥကိုအသုံးပြုတယ်နောက်တစ်ခုတိကျတဲ့အရာကိုလှုပ်ခြင်းဥပမာဖုန်းကခုကို kikimas တချင်းကိုနားထောင်တယ်သူနားထောင်တာတေချာတယ်လုံနေရလဲသူတေချာလုံနေတဲ့အတွက်ကိုဥကိုအသုံးပြုတယ်နောက်တစ်ခုတေဂါမီကို kakimas စာကိုရေးတယ်ဆိုတဲ့အခါမှာသူကလည်းရေးတာတေချာတဲ့အတွက်ကိုသူ့ကိုဥအသုံးပြုတယ်နောက်တစ်ခုကဆိုတာကဗမာအသုံးပြုလဲဆိုတော့ပဲတို့တဲကဆိုပြီးတော့ဗမာလိုအဓိပ္ပာယ်ပြန်ယူရရတယ်တခြားသူမဟုတ်ပဲဆိုတဲ့အခါမှာအသုံးပြုတယ်ဥပမာဝါတာရှိက capsules ဝါတာရှိကလည်း capsule ဖြစ်ပါတယ်အကုန်လုံးတွေကဝါတာရှိက capsule ဖြစ်တယ်ပထမဆုံးဝါမှာသုံးခဲ့တော့ဝါတာရှိဝါ capsule တဲ့ဝါတာရှိကကျောင်းသားဖြစ်ပါတယ်အခုဟာကဝါတာရှိကဆိုတဲ့ဟာမှာအကုန်လုံးတွေကပဲဝါတာရှိတယောက်တည်းcapsule ဖြစ်ပါတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့နှစ်ခုကွာခြားပါတယ်အဲ့ဒါကိုကမှအသုံးပြုရဲနောက်တစ်ခုအသစ်ဆက်တဲ့အရာတစ်ခုကိုပြောတဲ့အခါဥပမာကိုမသိတဲ့တဲ့ကိုသူများကပြောတဲ့အခါမှာကကိုအသုံးပြုရဲဥပမာအင်းနူက imus ခွေးကရှိပါတယ်ခွေးရှိကြောင် तू မသိပဲနဲ့ကိုကတဲ့လိုပုံစံနဲ့ပြောလိုက်တဲ့အခါကျရင်ကဆိုတာကိုအသုံးပြုရဲနောက်တစ်ခုမေးခွန်းနဲ့ဖြည့်ချင်တဲ့အရာကိုအတိအကျသိချင်တဲ့အခါမှာသုံးတယ်ဒါတွေက kimas ကဘသူကလာမှာလဲနောက်တစ်ခုကမီယာဆန်က kimas မီယာဆန်လာပါတယ်ဥပမာမီယာဆန်လာမှာကိုမေးတဲ့သူကလည်းနာမည်ကြီးအတိအကျနဲ့လာတာကိုသိရတဲ့အတွက်ကိုမင်းကုန်းနေဖြည့်တဲ့အဖြစ်အတိအကျမှာအသုံးပြုတယ်နောက်တစ်ခုကြိုက်တယ်မုန်းတယ်လိုချင်တယ်နားနေတဲ့အခါမှာအသုံးပြုတယ်နီဟွန်ကောက suki des နီဟွန်ကောကိုကြိုက်တယ်စာခါက shitai des ဘောလုံးကိုကစားချင်တယ်နီဟွန်ကိုကြိုက်တယ်ဆိုတဲ့အတွက် suki ဆိုတဲ့ကြိုက်တယ်ဆိုတဲ့မှာပါရင်လည်းခါသုံးတယ်စာခါက shitai des ဘောလုံးကိုကစားချင်တယ်လိုချင်တဲ့ပုံစံမှာပါရင်ဆိုလည်းကအသုံးပြုတယ်နောက်တစ်ခုစွမ်းအားအတတ်ပညာမှာအသုံးပြုတယ်ဘယ်လိုလဲဆိုတော့piano က dekimas piano ကိုတီးနိုင်တယ်တောင်းတရုံလူ piano မတီးနိုင် piano ဆိုတာသင်ပြီးတော့မှတီးလို့ရတဲ့ကိစ္စမဟုတ်တဲ့အတွက်အတတ်ပညာပါတယ်အဲ့ကျရင်ကအသုံးပြုတယ်နောက်တစ်ခု nihongo က wakarimas nihongo က wakarimas ဆိုတဲ့အတွက် nihongo ဆိုတာလည်းလေ့လာတဲ့လူတော့ပဲပြောနားလည်နိုင်တာမလေ့လာတဲ့လူကမနားလည်နိုင်အဲ့ကြောင့်မို့အတတ်ပညာမှာပါတယ်အဲ့ကြောင့်မို့သူ့ကိုကအသုံးပြုတယ်နောက်တစ်ခုကနိဆိုတဲ့ဟာလေးပြောပြမယ်နော်နိဆိုတာမြန်မာလိုမှားတို့ပူစီဆိုပြီးအဓိပ္ပာယ်ရှိရဲ့
ပထမတစ်ခုမှာနေရာတိနေရာမှာဖော်ပြခြင်းမှာအသုံးပြုတယ်学校に行きます学校မှာရှိပါတယ်学校မှာရှိပါတယ်ဆိုရဲ学校ဆိုတဲ့နေရာ place ကိုပြတဲ့အတွက်ကိုにကိုအသုံးပြုလို့ရတယ်うちにいますအိမ်မှာရှိပါတယ်အိမ်ဆိုတဲ့နေရာကိုပါရဲအဲကြောင့်မို့にအသုံးပြုတယ်နောက်တစ်ခုအချိန်ကိုဖော်ပြခြင်း30に起きます3နာရီမှာအိယာထားတယ်အိယာထားတယ်ဆိုတဲ့အတွက်3နာရီဆိုတဲ့အချိန်ပါတယ်အတွက်ကိုにကိုအသုံးပြုတယ်日曜日にあります日曜日တနင်္ဂနွေနေ့မှာတွေ့ကြမယ်တနင်္ဂနွေနေ့ဆိုတဲ့နေရာနေ့ကိုပြောတယ်အတိအကျပြောတဲ့အတွက်ကိုにကိုအသုံးပြုလို့ရတယ်နောက်တစ်ခုလမ်းကြောင်းတီနေရာရောက်ခြင်းကိုအသုံးပြုတဲ့အခါမှာပြောတဲ့အခါမှာအသုံးပြုတယ်တိုကျိုに行きますတိုကျိုသို့သွားမယ်တိုကျိုဆိုတဲ့နေရာကြီးပါတယ်အဲကြောင့်မို့にကိုအသုံးပြုတယ်နောက်တစ်ခုက駅に行きますဘူရာသို့သွားတယ်ဆိုတဲ့အတွက်ဘူရာဆိုတဲ့နေရာကြီးမှာအတိအကျပါတယ်အဲကြောင့်မို့にဆိုအသုံးပြုတယ်နောက်တစ်ခုရည်ရွယ်ချက်လုံးဆောင်ရန်အရာမှာအသုံးပြုတယ်日本に予約します日本မှာမလုပ်မလဲဆိုတော့ပညာတော်သင်သွားမယ်သူကရည်ရွယ်ချက်ကြီးနဲ့သွားတဲ့အခါမှာにဆိုတဲ့ဟာမှာအသုံးပြုတယ်သူသွားတဲ့日本သွားတဲ့အခါကရည်ရွယ်ချက်ကြီးပါတယ်တဲ့အတွက်ကိုにဆိုတဲ့ဟာအသုံးပြုတယ်友達に手紙を書きです友達ကိုတငယ်ချင်းကိုစာရေးပေးတယ်ဆိုတဲ့အတွက်にဆိုတဲ့ဟာကိုအသုံးပြုတယ်သူကရည်ရွယ်ချက်ရှိသူလှုပ်ဆောင်လိုက်တဲ့အတွက်ကြောင့်သူ့ကိုにအသုံးပြုတယ်နောက်တစ်ခုပြောပြမှာဒဲဆိုတာမြန်မာလိုမှားဖြစ်ကြောင်းဆိုပြီးတော့အဓိပ္ပာယ်ပြန်လို့ရတယ်ဒဲမှာ၃မျိုးသုံးလို့ရတယ်ပထမဦးဆုံး action ဖြစ်ပေါ်တဲ့နေရာရဲ့အနောက်မှာaction ဆိုရဲလှုပ်ရှားမှုပါတဲ့ခါကျရင်ဒဲကိုအသုံးပြုရဥပမာ学校で勉強します学校ကျောင်းမှာစာလေ့လာတယ်学校ဆိုတဲ့အရှိက place ပါတယ်နောက်က勉強しますဆိုရဲလေ့လာတယ်ဆိုရဲလှုပ်ရှားမှုပါတယ်အဲကြရင်ဒဲကိုအသုံးပြုတယ်နောက်တစ်ခု家でテレビを見ますအိမ်မှာ TV ကိုကြည့်ရဆိုရဲအတွက်家ဆိုရဲအိမ်ပါတယ်အနောက်ကတယ်လီဗီကြည့်နေတယ်ငြိမ်နေတာမဟုတ်ဘူး TV ကိုကြည့်နေတာအနောက်မှာလှုပ်ရှားမှုပါတယ်အဲကြတဲ့အသုံးပြုရနောက်တစ်ခုကရိယာလှုပ်ဆောင်ရန်အရာမှာအသုံးပြုရဘတ်စုတဲ့ ikimas ဘတ်စကားနဲ့သွားတယ်ရင်းနေရဲ့အနောက်မှာဒဲဆိုတာလိုက်တယ်ဘာရင်ပဲဖြစ်ဖြစ်လေရင်ပဲဖြစ်ဖြစ်ရထပဲဖြစ်ဖြစ်အနောက်မှာဒဲဆိုတာလိုက်တယ်နောက်တစ်ခုပန်တဲ့တေဂါမီကိုခါကီမတ်ဘောပင်နဲ့စာကိုရေးတယ်သူ့မှာပန်းဆိုတဲ့ဘောပင်ကလှုပ်ဆောင်လိုက်တဲ့အရာအဲ့အတွက်လှုပ်ဆောင်ခံရတာအဲ့အတွက်ဒဲဆိုတဲ့ဟာကိုအသုံးပြုရယ်နောက်တစ်ခုအကြောင်းရင်းအရင်းမြစ်မှာအသုံးပြုရယ်နော်病気で学校を休みましたယောဂကြောင့်ကျောင်းမှာခွင့်ရယူထားခဲ့တယ်အဲ့ဒါကဘယ်လိုပြောတာလဲဆိုတဲ့အတွက်အကြောင်းရင်းပေါ့သူကဘာကောင်းလို့မဟုတ်ဘူးနေမကောင်းလို့ယောဂဖြစ်နေတဲ့အတွက်မဟုတ်လို့ဒဲဆိုတဲ့ဟာကိုအသုံးပြုရနောက်တစ်ခုကဂျီကိုတဲ့မီချီကခွန်တဲ့အီမတ်ဂျီမတော်မဆမှုကြောင့်လမ်းကြောင်းတွေကျက်နေတယ်သူကဘာလဲအကြောင်းရင်းပဲအကြောင်းရင်းပေါ့ဥပမာပြောရရင်သူကမြန်မာလိုပြောရင်စင်ချင်ပေါ့သူရဲ့ဘာကြောင့်အကြောင်းရင်းကြောင့်သူအဲ့လိုဖြစ်သွားခဲ့တယ်ဆိုတဲ့အနောက်ကပြောတဲ့အခါကျရင်လေဒဲဆိုတဲ့ဟာကိုအသုံးပြုတယ်နောက်တစ်ခုအဲဆိုတော့ရှင်းလေးသွားရလမ်းကြောင်းကိုဖော်ပြတဲ့အခါမှာအသုံးပြုရ学校へ行きますသူကရှင်းလေးနောက်မှာဘာမှမပါဘူးသူသွားမယ်သွားရလမ်းကြောင်းဦးတည်နေတယ်တခုလေ direction ကိုပြတဲ့အတွက်ကိုကိုအသုံးပြုတယ်နောက်တစ်ခု日本へ行きますဂျပန်သို့သွားတယ်ဆိုရင်ဆိုတဲ့ဟာမှာအသုံးပြုတယ်日本ဆိုတဲ့နေရာကြီးကိုသိရတယ်အနောက်ကသွားတယ်ဆိုတာသိရတယ်အဲကြောင့်ကိုအသုံးပြုတယ်ဒါကတော့မြန်မာလူတွေပြန်ပြီးတော့စုပေးထားတာပေါ့နော်ဝါတာရှိရဲ့နှုတ်လေးကမိနာဆန်တို့အတွက်အဆင်ပြေမယ်လို့မျှော်လင့်မိပါတယ်ကျေးဇူးတင်ပါတယ်